အားလုံးပဲမင်္ဂလာပါဆရာမဒီဗီဒီယိုလေးမှာဒီတကားတစ်ချက်ဆွေးနွေးလေးဆွဲပြပေးမယ်နော်ဟုတ်ပြီဒါဆိုလို့ရှိရင်အရင်ဦးဆုံးဆရာမကဒီ rectangle 2လေးယူလိုက်တယ်ဒီကနေမှ axis change ရင်တော့ arrow key လေးကိုနှိပ်လိုက်တယ်ပြီးတော့32.6 sorry ဟိုလိုသွားလိုက်မယ်နော်ဒီ surface အောက်ကိုပဲပြရအောင် axis တိုင်းသွားလိုက်မယ်32.6 under ဟုတ်ပြီနော်အဲ့လိုဆွဲပြီးတော့မှကျွန်မဒုတင်လိုက်မယ် height ကို80 under ပေါ့ဟုတ်ပြီနော်ရပြီဆိုတော့ကျွန်မကသူ့ကိုoffset ပြင်မယ်နော် offset ကလည်းကျွန်မကအတွက်ကြီးပေါင်းအတွက်ကိုနှစ်ပြလိုက်တယ်နှစ်ပြလိုက်ပြီးတော့မှဒီကနေမှအောက်ကို straight line လေးအတိုင်းအောက်ကိုဆွဲချတယ်အပြာရောင် easy လေးအတိုင်းအဲ့တော့မလိုတဲ့ဒီ line ကိုကျွန်မကဖြတ်လိုက်မယ်ဟုတ်ပြီနော်အဲ့တော့ဒီဟာကအနောက်ကို6 under ဆိုတော့ပေါက်လိုက်မယ်ရပြီနော်ဒါဆိုကျွန်တော်တို့ကကြီးအောင်ရသွားပြီနော်ဒါဆိုရင်1 2 3 right click ထောက် make group ပေါ့နော်ရသွားပြီဆိုတော့နောက်ထပ်ပါဆွဲမလဲဆိုလို့ချင်းကျွန်တော်တို့ကအလဲပိုင်းပေါ့နော်သူရဲ့ surface ကိုဆွဲမယ်ဟုတ်ပြီအဲ့တော့သူရဲ့မျက်နှာပြင်လေးကိုကျွန်တော်တို့က right click ထောက်ပြီးတော့ reverse face နဲ့အမှန်ထားလိုက်မယ်ပြီးရင်သူ့ရဲ့သူ့ကိုအနောက်ကို4လက်မ4 under အဲ့တော့1 2 3 right click ထောက် make group ပေါ့ဟုတ်ပြီနော်ဒီလိုရသွားမယ်အဲ့တော့ကျွန်မအနောက်ကိုသူ့ကိုတလက်မရွှေ့ပေးမယ်နော်1 under okay ဟုတ်ပြီနော်ဒီလိုရသွားမယ်okay ရပြီနော်ရပြီဆိုတော့နောက်ထပ်ပါသွားမလဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ lock လေးစဉ်းစားမယ်ပေါ့ဆိုလို့ရှိရင်ကျွန်တော်အောက်ခြေကနေမှအပေါ်ကို80ရှိတာကိုတဝက်ယူလိုက်မယ်40 under okay ဒီဘက်ကနေမှကျွန်တော်က4ခွာလိုက်ပြီးတော့မှ rectangle ဆွဲမယ်အဲ့တော့ဒီ rectangle ဒီကျွန်မက center ဖြစ်ချင်တာဒီစုံမှတ်ရဲ့ center ဖြစ်ချင်တော့ control တစ်ချက်ဖိရဲ click တစ်ချက်ဖောက်မယ် center က point ဖြစ်သွားပြီအဲ့ဒါဆိုရင် 2.2 under အဲ့တော့သူ့ကိုကျွန်မက push tool နဲ့ဆွဲထုတ်မယ်1 under ဟုတ်လားအဲ့ဒါဆိုလို့ချင်းကျွန်မကဒီရဲ့ center ကိုပဲပြန်မှတ်ပြီးတော့မှတလက်မပတ်လဲ rectangle 2ယူတယ်ဒီမှာစုံမှတ်ကနော်တောင်းအောင်မထွက်ချင်ဘူးဒီထွက်လိုက်မဲ့ rectangle ကဒီစုံမှတ်ရဲ့ mid point ဖြစ်ချင်တယ်ဆိုတော့ control တစ်ချက်ဖိလိုက်တယ်ရပြီဆိုတော့ 1.1 under ဟုတ်ပြီပြီးတော့ကျွန်တော်တို့သူ့ကိုလောက်လိုက်မယ်ဆိုလို့ရှိရင်အပြင်ကို3ထုတ်လိုက်မယ်3 under ဟုတ်ပြီနော်3ထုတ်လိုက်မယ်ပြီးရင်ဒါလေးကို select ပေးတယ် move tool လေးနဲ့ control ဖြစ်ပြီးဒီဘက်ကို1 under သွားမယ်ပြီးရင်ယူလိုက်တဲ့ဒီစာပေကိုအပြင်ကို4ထုတ်လိုက်မယ် okay ဟုတ်နော်အဲ့တော့ကျွန်မဒီအောက်ကိုလည်းဒါလေးကျွန်မ4ထုတ်လိုက်မယ်နော်ရှာတော့ပြီးရသွားပြီဆိုတော့ကျွန်တော်ဘာဆက်သွားမလဲဆိုလို့ရှိရင်ဒီတော့ကိုအလဲမှာစာကလေးတစ်ခုဆွဲမယ်အဲ့တော့စာကလေးက C under ဒီမှာကျွန်တော်point 3 under point 3ပါပြီးတော့မှကျွန်တော်သူ့ကို line လေးနဲ့သူ့ရဲ့ဆုံးတဲ့အမှန်ကအောက်ကို1 under ဒီဘက်ကနေမှလည်း1 under ပေါ့ပြီးရင်တို့ဆက်ပေးလိုက်မယ်စောင်းနော်စောင်းပြီးတော့ပြန်ထည့်လိုက်မယ် control z okay point လောက်စိုက်ခဲ့ယူရယ်
လေးနဲ့အောက်ကို1 under ပြီးဒီကနေမှာပဲ1 under ပြီးရင် line ပိတ်လိုက်မယ်ရပြီဆိုတော့ကျွန်တော်တို့မလိုတဲ့ဟာဖြတ်မယ်ဟော erase tool လေးနဲ့ဒီဟာလေးဖြတ်လိုက်မယ်ရပြီဆိုရင်ထဲလေးကိုဒီလေးဖြတ်လို့ရပြီသူ့နောက်ကို1 under ဒါနော်ရပြီဆိုတော့ကျွန်မဒီဟာလေးဖြတ်လိုက်မယ်ဒီဖြတ်လိုက်နော်ဟုတ်ပြီရပြီဆိုတော့ဒီဟာကို surface ကို select ပေးတယ်သူတော်လေးကိုကျွန်မတစ်နဲ့တော့ right click ထောက် make group ပဲလို့လုပ်မယ်နော်အရေးကြီးတယ်နော်အဲ့တော့ကြီးပေါင်းကတစ်ခုရှိမယ်ဒီကျွန်မရဲ့ flash မျက်နှာပြင်ကတစ်ခုရှိမယ်တော့တစ်ခုရှိမယ် group ဟုတ်ပြီအဲ့တော့ surface ကို select ပြန်ပေးပြီးတော့ option နဲ့ကျွန်မ6လက်မယူလိုက်မယ်ရနော်6လက်မယူပြီးသွားပြီဆိုလို့ရှိရင်ကျွန်မဒီဟာလေးကို select နော်ဒီအစွန်း line လေးကို select ပေးတယ် move tool လေးနဲ့ဒီဘက် end point ကိုသွားတယ် divided 4ပေးလိုက်တယ် panel လေးခွက်ယူမယ်ပြီးတော့ဒီ line လေးတွေကို select ပေးမယ်နော်ဒီ line လေးပဲပါကျင်နော်ဒီ line လေးပဲရအောင်မှတ်ပြီနော် shift ဖိပြီးတော့ဒီဘက်သွားမယ်နှစ်ခုတော့သူတို့ကိုကျွန်မအောက်ကို control လေးဖိပြီးတော့အောက်ကို point 1 under ဟုတ်ပြီနော်ဒီလိုလေးရလာဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်အဲ့လိုလေးရသွားပြီဆိုရင်ကျွန်တော်တို့သူ့ကိုအဲ့တော့အနောက်ကို point 2.2 နောက်ဆုတ်ပေးလိုက်နော်အဲဆိုရင်ကျွန်တော်ဒီလိုလေးရသွားပြီပေါ့ဟုတ်ပြီနော်အဲ့ဒီဘက်မှာလည်းကျွန်တော်တို့ဆုတ်ထားနော်နော်ဒီမှာနော်ဒီလိုပုံစံလေးပေါ့နော်ဒီအချစ်ကလေးနောက်ကိုဆုတ်လိုက်တာပေါ့နော်ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာရသွားပြီပေါ့နော်ရသွားပြီဆိုရင်ကျွန်တော် material ကတ်ဖို့ပဲလုပ်တော့မယ်နော်ဟုတ်ပြီနော်အဲ့ဒါဆိုလို့ချင်းကျွန်တော်ဒီမှာသူ့ကို lock ကိုဘက်ကိုတစ်ခါတက်ပြီးတော့ကူးပေးဖို့လုပ်မယ်နော်အဲ့တော့ကူးပေးဖို့လုပ်မယ်ဆိုရင်ကျွန်တော် tip လေးနဲ့မှတ်ခဲ့လိုက်မယ်ဒီကနေမှဒီထိတစ်ခုရှိမယ်ဒီကနေဒီထိတစ်ခုရှိမယ် okay အဲ့တော့ဒီကနေမှဘေးဘက်ပါကတ်မှတ်ပေးလိုက်မယ်ကျွန်တော်တို့ဒီတစ်တွေ train ညင်တဲ့အခါမှာကျွန်တော်တို့ဒီဟွာတွေမှတ်တယ်လို့နော်လေးဘက်လေးလမ်းမှတ်ပေးလိုက်တော့ကျွန်တော်တို့ဘက်ကိုသွားတဲ့အခါမှာသူနဲ့တစ်ချက်တည်းကြားတဲ့စုံမလေးတွေကိုရအောင်လို့ပေါ့နော်ဟုတ်ပြီဒါဆိုလို့ချင်းကျွန်တော်သူ့ကို select ယူမယ်တော့ဒီဘက်ကိုဒီဘက် face ကနေ control ဖိခဲ့မယ်ဒီဘက် face ကိုကူးမယ်ရနော်ရပြီဆိုတော့ကျွန်တော်တို့ဖွင့်တာကဒီဘက်ဆိုတော့ဒီဘက်ပြန်ပြီးတော့ထည့်ပေးရမယ်ပေါ့နော်လှည့်ပေးမယ်ဆိုတော့ကျွန်တော်တို့ rotate 2လေးနဲ့ဒီ base ကကင်မယ် base ကကင်ပြီးဒီဘက်ကိုဒီလိုလေးနဲ့90ပေါ့နော်90ရိုက်လိုက်မယ် straight 180ပေါ့180ဟုတ်ပြီနော်ရပြီဆိုတော့ကျွန်တော်တို့ကဒါတစ်ချက်ပြန်လှည့်ရမယ်နော်လက်ကင်ရဒီဘက်ဆိုတော့ဟိုဘက်ရှိရမယ်အဲ့ဒါဆိုရင်ကျွန်တော်သူ့ကိုဘဒူ exit တိုင်းဆိုလို့ဆိုရင်ဒီအနီအောင် exit တိုင်း flip လှည့်မယ် right click ထောက် flip along right exit ပေါ့ okay ဒါဆိုရင်ကျွန်တော်ဒီမှာရသွားပြီနော်ဒီမှာအဲ့ဒါဆိုရင်ကျွန်တော်သူ့ကိုဒီဘက်လေးကတ်မယ် select ပေးမယ်အဲ့ဒီတော့သူကဒီဘက်ကနေဘယ်လောက်ခွာလဲတစ်ချက်ပြန်တိုင်းတယ်နော်ဒါဆိုတော့ဟွာပါလေးဒီထိ3နော်3ရှိမယ်ဒါဆိုကျွန်မလည်းဒီဘက်ကိုပြန်တိုင်းမယ်နော်ဒီကနေ3 under ဟုတ်ပြီနော်အဲ့တော့ရပြီဆိုလို့ချင်းကျွန်တော်တို့ကပို့ပြီးတကြချင်းဒီတက်လိုက်တော့ဒါဆိုကျွန်တော်ရပြီနော်ဒါဆိုစုံမက်တွေရပြီဆိုရင်သူ့ကိုဒီမှာကတ်လို့ရတယ်နော်ဒါဆိုရင် move tool လေးနဲ့ဒီတောင်းကကင်မယ်ဒီမှာလာချလိုက်ရင်
ဒီလိုရင်ချလိုက်မယ်နော်ပြီးတော့မှကျွန်တော်တို့ဒီဘက်ကိုတက်တက်လေးမလုပ်ပြလိုက်သူနဲ့တဲ့မယ်ဆိုရင်ကျွန်တော်တို့ဒုတလက်မနောက်ပြန်ဆုပ်ရမယ်နော်ဒါကကြီးပေါင်းအပြင်ကိုထွက်နေတာသူနဲ့တက်တက်လေးဘယ်လောက်တော့1 okay ရပြီဆိုတော့ကျွန်တော်တိတ်မတည့်ဘူးနော်အဲ့တော့ဒီမှတ်လိုက်တဲ့ line ကကျွန်တော်အပြင်ကိုထွက်နေတာလေအဲဒါကြောင့်သူကစုံမှတ်မရှိတာအဲ့တော့ကြီးပေါင်းမှာသွားတင်နေတာပေါ့ဟုတ်ပြီနော်အဲ့ဒါဆိုကျွန်မပြန်မှတ်ပေးမယ်ဒီဘက်ကိုဒီအောက်ကနေမှဒီ flat တိုင်းသွားပြီးတော့40အန်တာဟုတ်ပြီနော်control z 40အန်တာဟုတ်ပြီနော်အဲ့ဒါဆိုလို့ကျွန်တော်ဒီဘက်ကနေမှဒီနဲ့ပွာလုပ်လိုက်မယ်နော်တစ်ချက် edit ထဲကနေမှ delete ကိုင်းနဲ့များနေလို့ဖြတ်လိုက်မယ်နော် delete ကိုင်းနဲ့ဖြတ်လိုက်မယ်ရပြီဆိုတော့ကျွန်တော်တို့ကိုနှစ်ခုတဲမတဲတစ်ချက်ပြင်ကြည့်မယ်နော်ဒီကတစ်ချက်အောက်ကနေမှ measurement tool နဲ့ဒီအောက်ခြေကနေမှတက်လိုက်မယ်ဘယ်လောက်တော့35နော်ဒီမှာ35မှာရှိတယ်ကျွန်တော်ဟိုဘက်ကိုလည်းတစ်ချက်ပြန်တိုင်းလိုက်မယ်ဒီအောက်ခြေကနေမှတစ်ချက်ထဲကြအောင်35 under ပေါ့ဟုတ်လားရပြီနော်ဒါဆိုတည့်တယ်နော်ဒီမှာကျွန်တော်35မှာကွတီပဲဒီလေဒါ35မှာကွတီပဲ okay ဒါဆိုရင်ဒီဘက်ကနေမှလည်းကျွန်တော်တို့ခွာတဲ့ဟာကကွတီကြခဲ့တယ်ဟုတ်ပြီနော်အဲ့တော့ဒါတစ်ချက်ပြန်တိုင်းပေးမယ်ဒီကနေဒီထိဘယ်လောက်ခွာလဲတစ်ချက်စစ်ပေးမယ်35 height ကတော့အတူတူဖြစ်သွားပြီเนาะအဲ့ဆိုဒီကနေမှကျွန်တော်ဒီဘက်ကိုဘယ်လောက်တော့ဒီထိကို3ရှိတယ်အဲ့တော့ဒီဘက်ကိုတစ်ချက်ပြန်တိုင်းပေးမယ်3ရှိမဲ့မရှာလိုင်းလေးတစ်ခုတိုင်းပေးလိုက်မယ်ဒီကနေဒီထိ3 enter okay ဒါဆိုရင်ကျွန်တော်ဒါလေးနည်းနည်းပြန်ရွှေ့ရမယ်အဲ့ဒါရနေမှဒီတောင်လေးကနေမှဒီဘက်ကိုရွှေ့လိုက် okay ရပါပြီဒါဆိုလို့ချင်းကျွန်တော်တို့ကကားလေးရပါပြီဟုတ်ပြီเนาะအဲ့ဒါဆိုရင်ကျွန်မကဒီ guideline တွေဖြတ်မယ်ဟုတ်ပြီเนาะအဲ့ဒါဆိုဒါဖြတ်မယ်ရပြီဆိုတော့တခုကြည့်အောင်တခု lock တခုဟုတ်ပြီเนาะအဲ့ဒါဆိုရင်ကျွန်တော် material ကတ်ချင်နေဆိုရင်တော့ဒီထဲကိုသွားမယ်ခုဆိုရဲ material ကိုသွားလိုက်မယ်အဲ့တော့ဒီမှာเนาะမိကတ်လို့တဲ့ material လေးကတ်ပြီးလို့ရှာရပါဟုတ်ပြီเนาะဒါဆိုလို့ရှိရင်ကျွန်မကဒီတကားပေါ့เนาะတစ်ချက်ဒီဆွဲတဲ့နီလေးပြပြပေးတဲ့ video လေးကိုဒီမှာနားလိုက်ပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်